ဘင်ဟာသူ့ရဲ့ပင်ကူမြင်တွေကိုနောက်ဆုံးမှာပြန်သုံးလို့ရသွားပြီးဆေးထိုးပြုံတွေကိုလမ်းယူလိုက်နိုင်ပါတယ်။သူဟာဖလင့်ကိုနေရန်မှာကတ်ထားလိုက်တယ်လို့တက်ကိုလည်းစားပွဲပေါ်လွှင့်ပစ်လိုက်ပါတယ်။ဆီလ်ဗာမန်နဲ့လူမိုက်တွေကတင်းနဲ့အဆက်မပြတ်ပြစ်ကြပေမဲ့ကတ်ကပြန်ပြစ်ပေးထားပြီးဆီလ်ဗာမန်ကတော့အဲ့ဒီရုံရင်းဆန်ခတ်ဖြစ်နေတာကိုအခွင့်ကောင်းယူပြီးထွက်ပြေးသွားပါတယ်။ဘင်ကလည်းလူမိုက်တွေကိုပင်ကူမြင်နဲ့ပြစ်ဝင်ထိုးနဲ့အကုန်နေနင်းပစ်လိုက်ပါတယ်။ဒါပေမဲ့တက်နဲ့ဖလင့်တို့ကပြန်ရုံထွက်လာပြီးသူတို့စွမ်းအားတွေနဲ့ဘင်ကိုပြင်းပြင်းထန်ထန်ပြန်တိုက်လို့ဘင်ဟာဘားကောင်တာအနောက်ကိုလွှင့်ထွက်သွားပါတယ်။ရောပြီးအဆင်ပြေတာကိုအတီးပြုတ်ပြီးတာနဲ့ဘင်ဟာသူ့ရဲ့ပင်ကူဝတ်စုံကိုပြန်ဝတ်ပြီးဖလင့်နဲ့တက်ကိုဆက်ရင်ဆိုင်ပါတယ်။သူတို့အပြန်လန်တိုက်ခိုက်ရင်းနဲ့အဲ့ဒီအေးရောက်ကပင်ကူဟီယိုကိုပြတင်းပေါက်ကနေလမ်းမပေါ်ကိုလွှင့်ပစ်လိုက်ကြပါတယ်။ကားတစ်စီးနဲ့တိုက်မိတော့မလို့ဖြစ်သွားပေမဲ့ပင်ကူမြင်နဲ့လွှဲရှောင်လိုက်နိုင်ပါတယ်။အဲ့ဒီနောက်ပင်ကူဟီယိုဟာမောင်းနေတဲ့ကားတစ်စီးပေါ်ခုန်တက်ပေမဲ့ဖလင့်ကသူ့ရဲ့အားနဲ့အဲ့ဒီကားကိုရိုက်ခွဲဖျက်ဆီးပစ်လိုက်ပါတယ်။ပင်ကူဟီယိုဟာတိုက်ပွဲပြန်ဝင်ဖို့ထက်ခုန်ရင်းတန်ရာတွေရလာပြီးဆိုင်းဘုတ်တစ်ခုကိုပင်ကူမြင်နဲ့လမ်းဆွဲလိုက်ပါတယ်။တက်ကသူ့ကိုဖမ်းဆွဲထားလို့အတူတူပါသွားပြီးပြုတ်ကျသွားကြရမှာဆိုင်းဘုတ်ကလျှက်စစ်ရှော့ဖြစ်ပြီးတက်ရဲ့စွမ်းအားတွေခဏတာပျောက်သွားပါတယ်။အတော်အတွင်းမှာတော့ကတ်ဟာဆေဘာမန်နောက်ကိုသူ့ရဲ့ရတနာတိုက်အခန်းအထိလိုက်ရှာပါတယ်။အဲ့ဒီအခန်းထဲမှာမန်တွေအများကြီးဝိုင်းနေလို့သူမဟာပုံရိပ်ရောင်တွေကိုပဲလိုက်ပစ်နေရတယ်လို့ဖြစ်နေပါတယ်။ဒါပေမဲ့နောက်ဆုံးမှာမန်တွေအကုန်ကွဲကျသွားပြီးဆေဘာမန်ပုံစရာမရှိပေါ်လာတာကြောင့်ကတ်ကသူ့ကိုအပြတ်ရှင်းပစ်လိုက်နိုင်ပါတယ်။လမ်းမပေါ်မှာတော့ဖလင့်ကပင်ကူဟီယိုနောက်ကိုလိုက်တိုက်ရမှာပင်ကူဟီယိုကပင်ကူမြင်ကိုတုံးပြီးကားနှစ်စီးနဲ့ညက်ကဖလင့်ကိုတဲမုံဖြစ်အောင်ချိန်မုံလိုက်ပါတယ်။ဒါပေမဲ့ဖလင့်ကသူ့ခန္ဓာကိုယ်ကိုချက်ချင်းပြန်ဆူဆီးနိုင်ပြီးပင်ကူဟီယိုကိုဆက်ထိုးပါတယ်။တက်ကလေးပြန်တက်တာလာပြီးလျှက်စစ်လိုင်းတွေနဲ့စက်တိုက်ခိုက်ပါတယ်။မျက်နှာဖုံးတစ်ဝက်ပျက်စီးနေတဲ့ပင်ကူဟီယိုဟာသူတို့ကိုဝိုင်းလောင်နေကြတဲ့လူအုပ်ကြီးရှေ့မှာမြေပြင်ပေါ်တုံခါရင်းလဲနေပါတယ်။တက်ကပင်ကူဟီယိုကိုအသက်ပြောက်အောင်တက်ဖို့ပြင်နေတော့ကက်ရောက်လာပြီးပြစ်ဖို့ကြိုးစားပေမဲ့ကြီးစံကုန်နေပါတယ်။တက်ကသူမကိုလျှက်စစ်နဲ့ပြစ်လို့လဲသွားတာကိုမြင်တော့ဖလင့်ကအကြီးအကျယ်ဒေါသထွက်သွားပါတယ်။အဲ့ဒီမှာတင်စွမ်းအားရှင်နှစ်ယောက်အချင်းချင်းပြန်တိုက်ကြရာကတက်ရဲ့စွမ်းအားကြောင့်ဖလင့်ရဲ့လက်နှစ်ဖက်လုံးပြုတ်ထွက်သွားပါတယ်။ပင်ကူဟီယိုကတက်ရဲ့ကြောကိုပင်ကူမြင်နဲ့လမ်းဆွဲတော့လျှက်စစ်လိုက်တာခံရပေမဲ့အလျှော့မပေးဘဲတက်ကိုယထာတန်လမ်းပေါ်လွှင့်ပစ်လိုက်ပါတယ်။အဲ့ဒီမှာတင်တက်ခါယထာနဲ့တိုက်မိပြီးချက်ချင်းတေဆုံးတော့အားပါတော့တယ်။လူအုပ်ကြီးကတောင်းတောင်းဖြားဖြားနဲ့ဝိုင်းအားပေးနေကြတော့မှပဲပင်ကူဟီယိုကကတ်ကိုနောက်ဆုံးကြံတဲ့ဖြည့်ဆေးထိုးပြုံလေးပေးအပ်ပြီးထွက်ခွာသွားခဲ့ပါတယ်။အချိန်တန်ကြာတဲ့အခါမှာတော့ဘင်ဟာဆီဘာမန်ရဲ့ဇာပနာကိုတက်ရောက်ခဲ့ပြီးအဲ့ဒီနေရာမှာဗီဇပြောင်းလဲတာတွေပျောက်ကင်းသွားပြီဖြစ်တဲ့ဖလင့်နဲ့အတူရှိနေတဲ့ကတ်ကိုတွေ့ခဲ့ရပါတယ်။ကတ်ကသူမဖလင့်ကိုချစ်တာမှန်ပေမဲ့တကယ်လို့ဖလင့်တာမရှိခဲ့ရင်ဘင်နဲ့အတူရှိနေမှာပါလို့ပြောပါတယ်။ဒါပေမဲ့ဘင်ကတော့ကတ်သူ့ကိုအတုံးချခဲ့တဲ့အတွက်စိတ်နာနေတော့မို့လို့ညှင်းပယ်လိုက်တဲ့အခါကတ်ကသူ့ကိုရိုင်းရိုင်းဆိုင်ဆိုင်ပြန်ပြောပြီးထွက်သွားပါတော့တယ်။နောက်ပိုင်းမှာတော့အားဖြတ်ဟာမျိုးတော်ဝင်ဖြစ်ပြန်ရေးကောက်ခံရပြီးရောဘီကတော့ယင်ဂုတ်ဇင်းနွေစီသတင်းစာတိုက်ရဲ့အကြီးအကဲဖြစ်လာခဲ့ပါတယ်။ဘင်နဲ့ဂျန်နက်တို့လည်းသူတို့ရဲ့ရုံးခန်းကိုစီးပွားဖက်တွေအဖြစ်ပြန်လည်ဖွင့်လှစ်နိုင်ခဲ့ကြပါတော့တယ်။ဇလန်အချင်းချုပ်ဗီဒီယိုဇညုံပြီးဆုံးပါပြီ။နောက်ထပ်ဗီဒီယိုများကိုကြည့်ရှုနိုင်ရန်ချဲ့တင်နှိပ်ထားပေးကြဖို့မမေ့ပါနဲ့ဦးနော်ကြည့်ရှုပေးခဲ့ကြတဲ့အတွက်ကျေးဇူးတင်ပါတယ်။